Miss Universe ကိုစိတ်တိုင်းကျထင်တိုင်းကျဲချဲလဲဖို့စီစဉ်ထားပေမဲ့ပွဲအစမှတင်သတိပေးစာထုတ်ခံလိုက်ရတဲ့ Noah Miss Grand International ရဲ့ CEO ဖြစ်သူ Noah ကတော့ Miss Universe ပွဲကိုခြေဆန့်ရောက်လာပြီးစိုးမိုးချဲလဲဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ Mr. Noah ကသူကျင်းပပြုလုပ်တဲ့ MGI ပွဲတွေကိုစိတ်တိုင်းကျစီစဉ်နေရတာကိုအားမရသေးတာကြောင့်အလှမေလောကရဲ့အမြင့်ဆုံးပွဲကြီးတစ်ခုဖြစ်တဲ့ Universe ပွဲကိုရှယ်ယာတွေအများကြီးထည့်ပြီးဝင်ရောက်လာခဲ့တာပါဒီနှစ်က Miss Universe ကိုနဝက်ချယ်လေတော့မယ်ဆိုပြီး MU ပရိသတ်တွေကလည်းစိတ်ဒုက္ခရောက်နေတာဖြစ်ပါတယ်နဝက်ပွဲတိုင်းကCooking show ဖြစ်ပြီးစီးပွားရေးဆန်နဲ့ MU ပွဲပါပြတ်သွားမှာကိုကြိုတင်စိုးရိမ်နေခဲ့ကြတာဖြစ်ပါတယ်။အခုချိန်မှာတော့အားလုံးကြိုတင်တွက်ဆထားတဲ့အတိုင်းနဝက်က MU ကိုစိတ်တိုင်းကျချဲလဲဖို့စီစဉ်လာခဲ့ပါပြီ။သူရဲ့ MGI ထုံးစံအတိုင်းစီးပွားရေးဆန်ဆန်လှုပ်ဆောင်ဖို့ MU Top 10 Voting စနစ်ကိုစတင်အကောင့်ထဲပေါ်ခဲ့ပါတယ်။ဒါ့အပြင် Special Dinner စနစ်ကိုပါထည့်သွင်းလာခဲ့တာပါ။ဒီလိုတွေလှုပ်ဆောင်နေပြီးမြဲMU Organization ရဲ့သဘောတူညီမှုတစ်ခုမှမပါဝင်ခဲ့ပါဘူး။နဝက်ကသူ့ကိုသူရှယ်ယာအများဆုံးဆိုတဲ့အာဏာရှင်စနစ်နဲ့ဒီပွဲကိုထိုင်းနိုင်ငံကအင်ရှင်နိုင်ငံအနေနဲ့လက်ခံကျင်းပသွားမှာဖြစ်တာကြောင့်အင်ရှင်နိုင်ငံဆိုတဲ့အာဏာကိုတုံးပြီးတော့ MU ကိုစိတ်တိုင်းကျချဲလဲဖို့ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့နဝက်ရဲ့စိုးမိုးကျင်မှုကို MU ဘက်ကလက်မခံပါဘူး။နဝက်ရဲ့ MGI Cooking Show ကအကျင့်တွေကို MU ကတဲမလာစီချနာကြောင့်ချက်ချင်းပဲတတိပေးစာထုတ်ပြန်ခဲ့ပါတယ်။ MU ဘက်ကအခုလိုစီးပွားရေးဆိုင်နဲ့ Top 10 Voting စနစ်နဲ့ Special Dinner ကိုလက်မခံခဲ့တာကြောင့်တတိပေးလာခဲ့တာပါ။ MU မှာဒီလိုအကျင့်တွေမရှိတာမို့အခုလို Voting နဲ့ Dinner ကိုပယ်ဖြတ်ဖို့ပြောလာခဲ့တဲ့စာထဲမှာထုတ်ပြန်ခဲ့တာပါ။ဒါပေမဲ့နဝက်ကတော့လက်မခံရပါဘူး။လှုပ်ချင်ရလှုပ်တဲ့သူရဲ့အကျင့်တိုင်း voting တွေပေးခိုင်းပြီး top 10 list ကိုတောင်ကြီးညာလာခဲ့တာဖြစ်ပါတယ်။သူရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ MU logo တွေသုံးပြီးသူရဲ့အစီအစဉ်တွေကိုနဝက်ကအကောင့်ထဲပေါ်နေခဲ့တာပါ။ဒါကြောင့် MU ဘက်ကလည်းသူတို့ရဲ့ခွင့်ပြုချက်မရသလိုလက်မခံတဲ့ကိစ္စပေါ်နဝက်ကစိုးတင်းလှုပ်ဆောင်နေတာကြောင့်အခြေအနေတွေတင်းမာလာခဲ့ပါတယ်။သူတို့ရဲ့MU logo တွေနဲ့ MU နဲ့ပတ်သက်သမျှတွေကိုသူတို့ခွင့်ပြုချက်မရဘဲတင်မယ်ဆိုရင်တရားစွဲမှာဖြစ်ကြောင်းသတိပေးစာမှာရေးသားလာခဲ့ပါတယ်။ MU ဘက်ကဒီလိုအသေးအံသတိပေးကန့်ကွက်ခဲ့ပေမဲ့နဝက်ကတော့လုံးဝလက်မလျှော့ဘူးလို့သိရပါတယ်။သူကရှယ်ယာများဆုံးလည်းဖြစ်တယ်လို့အင်ရှင်နိုင်ငံလည်းဖြစ်တာကြောင့် voting နဲ့ special dinner ထည့်ပိုင်ခွင့်ရှိပြီး MU နေနဲ့သူ့ကိုစွက်ဖက်ပိုင်ခွင့်မရှိဘူးလို့သတိပေးစာထုတ်ပြန်လာခဲ့ပါတယ်။လက်ရှိမှာတော့ Miss Universe နဲ့နဝက်တို့ကအပြိုင်ဆိုင်ဖြစ်ပြီး voting နဲ့ပတ်သက်လို့အငင်းပွားနေခဲ့ပါတယ်။ဒါပေမဲ့ Miss Universe လို့ကမ္ဘာအကြီးဆုံးလှမဲ့ပြိုင်ပွဲကြီးဖြစ်တဲ့အတွက်ပွဲအတွက်ကိုတော့အားလုံးကစ조사ပြင်ဆင်နေတယ်လို့ပရိသတ်တွေကလည်းအားပေးဖို့အဆင်အသင့်ဖြစ်နေခဲ့ပါပြီ။မြန်မာကိုစားပြုလှမဲ့မြက်ရတနာဆိုကလည်းအကောင်းဆုံးစ조사နေတာကြောင့်မြက်ရတနာဆိုရဲ့ပရိသတ်တွေကတော့ top ဝင်မှုခန့်မှန်းထားတာပါ။ဒါတင်မကပဲနဲ့မြက်ရတနာဆိုကနဝက်ရဲ့ MU ဘက်ကနေအကြီးအကဲတွေနဲ့ပါ communication ကောင်းနေတာကြောင့်ရလက်ကောင်းထွက်ပေါ်ဖို့မျှော်လင့်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းမြက်ရတနာဆိုကကိုကျင်းတရားဖောက်ပြန်ခဲ့တာကြောင့်နိုင်ငံတကာမှာနေရာရပါမလားဆိုတာကတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်နဝက်နဲ့ MU ကိစ္စကလည်းစိတ်ဝင်စားဖို့ကောင်းတယ်လို့အမေရိကလည်းမိမိုက်နေတဲ့ alright ကြောင့်ဒီနှစ် MU ပွဲကတော့အရင်နှစ်တွေထပ်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းနေပါတယ်။ကြီးစုနေကြတဲ့ပရိသတ်ကြီးတို့အနေနဲ့ရော MU နဲ့နဝက်တို့ကြားမှာဘယ်လိုမျိုးတွေထင်မြင်မိလဲဗီဒီယိုအောက်က comment လေးမှာရေးသွားပေးခဲ့ပါအောင်ရှင်။